Hello, Dinikado chemistry ma question format ka blomyo shile chemistry bada ya ko blomyo le lamle sura ko ate sai shin pya pi taw ba me. Mai ko mo langတစ်ချက်ရှင်းပြမယ်ဆိုလို့ရှိရင် section A နဲ့ section B ဆိုပြီးတော့နှစ်ပိုင်းခွဲထားပါတယ် section A မှာဆိုလို့ရှိရင်3ပုံ section B မှာဆိုလို့ရှိရင်4ပုံမေးထားကြောင်းတွေ့ရှိရပါတယ် section A objective question မှာဆိုလို့ရှိရင် true false ရယ် blank ရယ် choice ရယ်ဆိုပြီးတော့နံပါတ်ကြီး3ခုပါပါတယ် true false ရယ် blank ရယ် choice ရယ်ကိုရဖို့အတွက်ကကြတော့ပုံနှိပ်ကိုထပ်ခါတလဲလဲဖတ်ပေးရမယ်ပုံနှိပ်ထဲက concept တွေကိုရနေရမယ်ပုံနှိပ်ကိုဖတ်ဖို့ဆိုတာချက်မှတ်မိနေရမယ်သူ့ရဲ့သဘောတရားသူ့ရဲ့ဇင်းမြစ်ကိုပိုင်နေရပါမယ်နောက်တစ်ခုကကြတော့ section B မှာဆိုလို့ရှိရင်၄ပုဒ်တွေ့ရတယ်၄ပုဒ်က number 4 ရယ် number 5 ရယ် number 6 ရယ် number 7 ရယ်ပေါ့နော် number 4 number 5 number 6 number 7 ကိုရဖို့အတွက်ကကြတော့ chapter 1 ကနေ chapter 8 ထိအခန်းချင်းစီကိုပိုင်နိုင်နေရမယ်အခန်းချင်းစီရဲ့ concept တွေရဲ့အတွက်တွေရဲ့ကိုရနေရမယ် review တွေရော exercise တွေရောကိုနော်ကြည့်နေရမယ်ပိုင်နိုင်နေရပါမယ်ဒါဆိုရင်တော့ section B မေးခွန်းအားလုံးကိုဖြေနိုင်မှာပဲဖြစ်ပါတယ် section B ရဲ့ number 4 မှာဆိုလို့ရှိရင်9မှတ်တန်5ပုံမေးထားတာကိုတွေ့ရတယ်နံပါတ် A နံပါတ် B နံပါတ် C နံပါတ် D နံပါတ် E ဆိုပြီးတော့9မှတ်တန်5ပုံမေးထားတာကိုတွေ့ရတယ်အဲ့ဒီထဲမှာနံပါတ် E ကိုအောက်ခံမေးထားပါတယ်နံပါတ် E အောက်ခံမေးထားတဲ့အချိန်မှာနှစ်ပုဒ်ထဲကတစ်ပုဒ် choice လုပ်လို့ရတယ်ရွေးချယ်ပြီးတော့ဖြေလို့ရပါတယ်နံပါတ် 5 မှာဆိုလို့ရှိရင်တော့3ပုဒ်မေးထားပါတယ် A B C ဆိုပြီးတော့3ပုဒ်မေးထားတဲ့အထက်ကမှာနံပါတ် C ကိုအောက်ခံမေးထားတယ်ဒါကြောင့်မလို့နံပါတ် C ထဲကနှစ်ပုဒ်ထဲကတစ်ပုဒ်ကိုရွေးချယ်ပြီးတော့ဖြေလို့ရပါတယ်number 6မှာဆိုလို့ရှိရင်လည်း3ပုဒ်မေးထားတယ် ABC ဆို3ပုဒ်ထဲကနေပြီးတော့ A ကိုအောက်ခံမေးထားတယ် A နှစ်ပုဒ်ထဲကနေပြီးတော့ကြိုက်တဲ့တစ်ပုဒ်ကိုရွေးဖြေလို့ရပါတယ် number 7ကလည်း3ပုဒ်မေးထားတယ် ABC ဆိုပြီးတော့အဲ့ဒီ ABC ထဲကမှ A ကိုအောက်ခံမေးထားတယ် A နှစ်ပုဒ်ထဲမှာကြိုက်တဲ့တစ်ပုဒ်ကို choice လုပ်လို့ရပါတယ်objective က30ပုံမေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂုဏ်တူးရကျင်တဲ့လူတွေရောအောင်မှတ်ကိုရုံးနေရတဲ့သူတွေရောအတွက်မဖြစ်မနေကြီးထားတဲ့အပိုင်းလေးပဲဖြစ်ပါတယ် objective ကိုရဖို့အတွက်ကကြတော့ပုံလေးထဲကစာပိုက်တွေကိုတကြောင်မကြံဖတ်ပေးရမယ်စာပိုက်ဖတ်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်လည်းကိုယ့်ဘာသာကိုနှုတ်ထုတ်တတ်ရမယ်ဘယ်ချက်တွေကအရေးကြီးတယ်ဘယ်ချက်တွေကတော့အရေးမကြီးဘူးအဲ့လိုမျိုးခွဲခြားသိနေဖို့လိုအပ်ပါတယ် section B 9မှတ်တန်ကိုဖြေနိုင်ဖို့အတွက်ကကြတော့test book ထဲက review တွေ exercise တွေကိုထပ်ခါတလဲလဲ practice လုပ်ပေးရမယ် over 90လိုချင်တဲ့သူတွေအတွက်ကကြတော့ပုံနှိပ်ထဲကစာပိုက်တွေကိုဖတ်တာချက်တခုမှကြံချက်ပေးရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ် chemistry ရဲ့အသက်လို့ပြောလို့ရတယ် organic အခန်းကအမှန်များဆုံးမေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂုဏ်တူးလိုချင်တဲ့သူပဲဖြစ်ဖြစ်အောင်ဖို့အတွက်ရုန်းကန်နေရတဲ့သူပဲဖြစ်ဖြစ် chapter 8 organic အခန်းကိုတိတိကျကျပိုင်နိုင်ကြည့်ဖို့ဦးစားပေးကြည့်ဖို့အတွက်တိုက်တွန်းလိုပါတယ် chapter 8 organic အခန်းက chemical equation တွေကိုမျက်လုံးနဲ့ကြည့်တာချက်ထက်ကတလဲလဲရေးကျင်ပေးရမယ်နောက်ထပ်တစ်ခုကစာပိုက်တွေကိုတကြောင်မကြအကုန်ဖတ်ပေးရမယ်အလွတ်ရနေအကောင်းဆုံးဖြစ်ပါတယ် exercise တွေကိုလည်းထပ်ခါတလဲလဲရေးကျင်ပေးရမယ်တွက်ပေးရမယ် over 90သမားတွေအတွက်နောက်ထပ်ဦးစားပေးကြည့်ရမယ်အခန်းကတော့ chapter 7ပဲဖြစ်ပါတယ် chapter 7ကကြားရမယ်အခန်းဖြစ်ပေမဲ့လည်းအဲ့ဒီတဲကစာကြောင်းတွေအကုန်လုံးကိုဤတည်မြေကြက်ပေးဖို့တော့မလိုဘူးသူ့ရဲ့အဓိကအချက်တွေလောက်ပဲကြက်ပေးလို့ရှိရင်ရပါတယ်အဓိကစာကြောင်းတွေကိုပဲကြက်ပေးရင်လုံလောက်ပါတယ်အဓိက chemistry ကိုကြက်ဖို့အတွက်အာသနာမဟုတ်ဘဲနဲ့ objective question တွေဖြေနိုင်ဖို့အတွက်စာကြောင်းတစ်ကြောင်းချင်းစီကိုနားလည်နေရမယ်စာကြောင်းတစ်ကြောင်းချင်းစီရဲ့သဘောတရားတွေအယူအဆတွေကိုနားလည်နေတော့အကောင်းဆုံးပဲဖြစ်ပါတယ်သင်္ချာလို့အတွက်ချက်မများတဲ့ဘာသာရပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ chemistry ဘာသာရပ်ထဲမှာရှိတဲ့အတွက်ချက်တွေကိုတော့ထပ်ခါတလဲလဲ practice လုပ်ပေးဖို့လိုအပ်ပါတယ် test book ကိုပိုင်နိုင်ပြီးသွားပြီဆိုရင်တော့3နှစ်စာမေကွန်ဟောင်းတွေကိုထပ်ခါတလဲလဲလေ့ကျင့်ပေးရမယ် objective မေကွန်စာကိုဝယ်ဖတ်ရမယ်နောက်ထပ်မြန်မာ exam စာတွေလည်းဝယ်ဖတ်ရမယ်2024 2025 2026ထုတ်တဲ့ journal တွေကိုလည်းထပ်ခါလေ့ကျင့်ပေးဖို့လိုအပ်ပါတယ် chemistry ဘာသာရပ်ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ် bye bye